တဘာဝတရားထဲမှာတော့ဒါဟာအကောင်းဆုံးပြီးသူကလက်ရတစ်ခုလို့သတ်မှတ်ကြပါတယ်။တစ်ချိန်တည်းမှာပဲကဘာပေါ်မှာဒီလိုမျိုးတစ်ခုတည်းရှိတာပါချုပ်လို့ရမှာကျွမ်းကျင်တဲ့ငှက်တစ်မျိုးပေါ်အတိုက်ဆဆောက်တဲ့အခါသူ့ရဲ့နှုတ်သီးကအတချောင်းလိုဖြစ်သွားပြီးပင့်ကူမြင်တွေကိုတော့ချီမြင်လို့အသုံးပြုပါတယ်။တားငယ်လေးတွေအတွက်နှွေးထွေးတဲ့အတိုက်တစ်ခုကိုချုပ်လုပ်ပေးတာပါ။ငှက်လောကရဲ့အကောင်းဆုံးအဝိချုပ်သမားလို့သူတို့ကိုတည်ထားကြပါတယ်။ဖမ်းနိုင်တင်ကြီးငှက်ပါနှစ်စဉ်ဧပြီလကနေဩဂုတ်လအထိကတော့ဖမ်းနိုင်တင်ကိန်းငယ်ရဲ့မျိုးပွားတဲ့ရာသီပါဒီအချိန်မှာတားငယ်လေးတွေရဲ့လုံခြုံရေးအတွက်သူတို့ရဲ့အချစ်တိုက်လေးကိုစောက်ဖို့လှုပ်ဝက်တဲ့နေရာတစ်ခုကိုရွေးချယ်တတ်ကြပါတယ်ကျွန်တော်တို့ရှိကအရွက်ကတော့အတိုက်အတွက်အဓိကတိဆောက်ရေးပစ္စည်းပါအပေါက်တွေဖောက်ပြီးတဲ့အခါအတိုက်ချုပ်ဖို့အတွက်ပင့်ကူအိမ်တွေကိုဖြုတ်ယူပါတယ်အရင်ဆုံးအရွက်ကိုတဝက်ခောက်လိုက်ပြီးပင့်ကူမြင်တွေကိုတုံးပြီးအရွက်အစွန်းတစ်လျှောက်ချုပ်လိုက်ပါတယ်တခါတည်းအသေးတက်ဆင်ပြီးသွားရင်တော့တခြားအရွက်တွေကိုလည်းဒီအရွက်နဲ့တွဲချုပ်ဖို့ဆက်လက်အသုံးပြုပါတယ်ဒါကစူးစီးထားတဲ့ပုံစံမျိုးဖြစ်လာပါတယ်ချုပ်လုံနေရင်းနဲ့ပဲအတိုက်ကိုပိုခိုင်ပါစေဖို့ဖမ်းနိုင်တင်ကိန်းငက်ကချုပ်ရိုးတိုင်းမှာအငုံထုံးလေးတွေထုံးပေးပါတယ်ဒါကချီမြင်တွေပြေမထွက်အောင်လုပ်တာပါဒီလိုအံ့အားသင့်စရာကောင်းတဲ့ချုပ်လုံနည်းစနစ်က professional အဝိချုပ်သမားတွေကိုတောင်ရှုံးသွားစေနိုင်ပါတယ်ပထမအဆင့်ပြီးသွားရင်တော့အိတ်ပုံစံအတိုက်လေးတစ်ခုဖြစ်လာပါတယ်ဒါပေမဲ့ဒါလောက်နဲ့တော့မလုံလောက်သေးပါဘူးဖမ်းနိုင်တင်ကိန်းငက်ကအသေးစိတ်အချက်လက်တွေကိုထပ်ပြီးပြုပြင်ရပါဦးမယ်သူတို့ရဲ့အချုပ်ကျွမ်းကျင်မှုကိုအဆုံးစွန်ထိအသုံးပြုရမှာဖြစ်ပြီးမိုးရွာပြီးလေတိုက်တဲ့အခါမှာတော့အတိုက်လေးကကြက်ကြက်ခံနိုင်အောင်စီမံထားတာပါဖမ်းနိုင်တင်ကိန်းငက်အတွက်အတိုက်လေးနှွေးထွေးဖို့ဆိုရင်အတွင်းပိုင်းအလှဆင်ခြင်းကလည်းအရေးကြီးပါတယ်အဓိကတိဆောက်ပုံပြီးသွားတဲ့အခါမှာတော့အတိုက်တွင်းပိုင်းကိုအလှဆင်ဖို့အတွက်၆တွေ့နေတဲ့မြက်ပင်တွေဂွန်းစားတွေနဲ့တခြားပျော့ပြောင်းတဲ့ပစ္စည်းတွေကိုရှာဖွေပါတယ်ဒီလိုနီးလန့်နဲ့နောက်တစ်ချိန်မှာတားငယ်လေးတွေဟာလေဝင်လေထွက်ကောင်းပြီးနှွေးထွေးတဲ့ပတ်ဝင်းကျင်မှာလုံခြုံစွာနဲ့ကြီးပြင်းလာနိုင်မှာပါအဆင့်ဆင့်လှုပ်ဆောင်ပြီးသွားတဲ့အခါမှာတော့အရွက်နဲ့ပြုလုပ်ထားတဲ့ဒီကောင်းကင်ပီလာအိမ်လေးကပြီးစီးသွားပါပြီနောက်ဆုံးမှာတော့မိခင်ဖမ်းနိုင်တင်ကိန်းငတ်ဟာဒီအတိုက်ထဲမှာတားငယ်လေးတွေကိုလုံခြုံစွာနဲ့ဥကနေအောင်မြင်စွာပေါက်ဖွားပေးမှာပါတလားလောက်ကြာတဲ့အခါမှာတော့တားငယ်လေးတွေကအတိုက်ထဲကနေထွက်ခွာပြီးဘဝတစ်ကိုစတင်ဖို့အသင့်ဖြစ်နေပါပြီ